မြန်မာနိုင်ငံဒေသစံတော်ချိန်မတ်လ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်တို့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်ဒေသအသီးသီးမှာအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများအားတဘာဝဘေးအန္တရာယ်ပြန်လည်ကုစားနိုင်ရန်အတွက်မတ်လ1ရက်နေ့ကရန်ကရုရဲ့ဌာနအောက်မှာရှိတဲ့အဖွဲ့သားများမှာနေပြည်တော်ငလင်ဘေးဒဏ်သင့်ပြည်သူများအားဒုတိယနေ့လူအသုံးဆောင်တဲ့အစားအစာများတွားရောက်လှူဒါန်းခဲ့ကြပါတယ်အခုလိုအင်အားပြင်းငလင်ဘေးဒဏ်ကြောင့်ဒေသအသီးသီးမှာရှိတဲ့အသက်အိုးအိမ်စီးစိမ်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများအတွက်စံစီစေဝါစာရေတံဖြာဆောင်ချနောင်လက်နှိပ်တမီဆိုလာမီတီပါဝါဘန်စတဲ့ငွေကျပ်သိန်းပေါင်း900ဝန်းကျင်ရှိတဲ့လူအသုံးဆောင်တဲ့အစားအစာများကိုရန်ကရုရဲ့ဌာနခွဲများဖြစ်ကြတဲ့ရန် Insurance EFT Unibay နဲ့ YTV Fury ရဲ့ဌာနမှဝန်ထမ်းများကငလင်ဘေးဒဏ်သင့်ဒေသများအတွက်မြေပြင်ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းကတွားရောက်လှူဒါန်းခဲ့ကြပါတယ်။အခုလိုအင်အားပြင်းငလင်ဘေးဒဏ်ကြောင့်ဒေသအသီးသီးမှာရှိတဲ့အသက်အိုးအိမ်စီးစိမ်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ရတဲ့သူများအားအမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန်တစ်ဖက်တစ်လမ်းမှပါဝင်ကူညီပေးရင်ဆုံးရှုံးမှုများလျော့နေပြီးတော့အသက်ဘေးအန္တရာယ်အမြန်ဆုံးကင်းဝေးကြပါစေလို့ရန်ကရုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။